ပြီးခဲ့တဲ့မတ်လ2ရက်နေ့ကပျောက်ဆုံးသွားတဲ့မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်နေအသက်73နှစ်အရွယ်နဲ့အသက်10နှစ်အရွယ်ဝမ်းခွဲညီကို2ဦးကိုမတ်လ10ရက်နေ့မှာစင့်ကိုင်နယ်ထဲကရွာဘက်မှာအသက်သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပါတယ်။ပျောက်ဆုံးကလေးငယ်2ဦးဟာတရားခံ4ဦးရဲ့ရက်ဆက်စွာတပ်ဖြတ်မှုကိုခံခဲ့ရပြီးနောက်အဆိုပါကလေးတွေနဲ့တည်ကျွမ်းတဲ့တရားခံထံမှပျောက်ဆုံးကလေးငယ်2ဦးရဲ့ဖုန်းကိုတွေ့ရှိခဲ့ရာကနေတရားခံ3ဦးကိုကွင်းဆက်နဲ့ဖမ်းမိခဲ့တာပါ။အဆိုပါဖမ်းမိတဲ့တရားခံ3ဦးကပြစ်မှုကိုဝန်ခံထွက်ဆိုခဲ့ပေမဲ့လည်းကျန်2ဦးကတော့ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့သိရပါဗျ။ပျောက်ဆုံးကလေးငယ်ရဲ့ဖုန်းကိုတွေ့လို့ရဲတွေကစစ်နေခဲ့ပေမဲ့ဝန်မခံပဲနောက်ဆုံးရိုက်စစ်တော့မှဝန်ခံခဲ့တာပါ။ပြန်မခုခံနိုင်တဲ့ကလေးငယ်2ယောက်ကိုလူ4ယောက်ပေါင်းပြီးမတ်လ2ရက်နေ့ကလေးကတပ်ပြီးပစ်ထားခဲ့ကြတာမို့ရက်ကြာသွားတာရောလက်တွေခြေထောက်တွေရိုက်ချိုးခံထားရတာရောကြောင့်ရုပ်တောင်မမှတ်မိနိုင်လောက်အောင်ဖြစ်နေခဲ့ရတယ်လို့မိသားစုဝင်တဦးကဆိုပါတယ်။မိသားစုဝင်များကသေဆုံးသူဝမ်းခွဲညီကို2ဦးအတွက်မတ်လ14ရက်နေ့မှာရက်လည်ဆုံးကပ်ပြီးအလှူအကျန်းပြုလုပ်ပေးခဲ့ပါတယ်။လူပြောက်ကြော်ညာတွေဖြန့်ဝေပေးနေတဲ့ Center for Missing and Orphan Children of Myanmar လို့အမည်ရတဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့တစ်လကိုပျောက်ဆုံးသူလူဦးရေ10ဦးဝန်းကျင်ခန့်ရှိနေတာကိုတွေ့ရပြီးတော့အဲ့ဒီထဲကအများစုဟာပျောက်ဆုံးနေကြဆဲဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။